အာဂျင်တီးနားနဲ့ Algeria တို့ရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ဟာလုံးဝအသားစားမိနဲ့စွမ်းဆောင်ရည်ဖလားပွဲတစ်ခုဖြစ်သွားခဲ့ပြီးလီယိုနယ်မက်ဆီလုံးပြခဲ့တာကတင့်ကိုအားအားတင့်သွားစေမှာပါ။ပွဲအစမှာတော့အရာအလုံးဟာပုံမှန်အတိုင်းချောချောမွေ့မွေ့သွားနေခဲ့ပါတယ်။ Algeria အသင်းကခန်းစစ်ကိုကြစ်လစ်စွာထိန်းထားဖို့ကြိုးစားခဲ့ပြီးအာဂျင်တီးနားကိုစိတ်ပျက်စေကအစောပိုင်းဂိုးတကိုးပယ်ဖက်ခံရတဲ့နောက်ရလက်ကိုလည်းနီးနီးကပ်ကပ်ထိန်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့ကပ်ပိတ်တစ်ခုကြာရောက်လာခဲ့ပါတယ်။မက်ဆီကသူ့ရဲ့ပုံစံဟောင်းအတိုင်းအာမကန်ချစ်ကန်သွင်းမှုနဲ့အဖွင့်ဂိုးသွင်းယူခဲ့ပြီး Algeria ရဲ့ခန်းစစ်အစီအစဉ်ကိုလုံးဝဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီလိုနဲ့အသက်38နှစ်အရွယ်ကစားသမားကြီးကဂိုးမိုးရွာစွန်းမှုရဲ့တကားကိုဖွင့်ပေးလိုက်တယ်။ဒုတိယပိုင်းမှာတော့အရာအလုံးပိုပြီးယူဆွတ်စရာကောင်းလာခဲ့ပါတယ်။အချိန်လျှော့မမဲ့အစားအာဂျင်တီးနားဂန်ဒန်ကြီးကအနီးကပုတ်သွင်းဂိုးနဲ့ဥဆောင်မှုကိုနှစ်ဂိုးအထိတိုးမြင့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ပရိသတ်အများစုကမော်ဆာနဲ့စွမ်းဆောင်ရည်ပြီးဆုံးသွားပြီလို့ထင်ခဲ့ကြပါတယ်။သူဟာမှတ်တိုင်းဂိုးကိုရရှိထားပြီးအသင်းလည်းတက်တောင့်တောင့်ဥဆောင်နေပြီဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့ဒီပွဲဟာလုံးဝထိမ့်မရအောင်ယူဆွတ်သွားခဲ့ပါတယ်။မက်ဆီကနောက်ထပ်တစ်ကြိမ်ဂိုးပေါက်ကိုရှာထွေခဲ့ပြီးမယုံနိုင်လောက်တဲ့ hat-trick ကိုပြီးမြောက်စေခဲ့ပါတယ်။အဲ့ဒီနောက်ဆုံးဂိုးနဲ့အတူသူဟာကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူအဖြစ်16ဂိုးစံချိန်တင်ထားတဲ့ Miroslav Klose ရဲ့စံချိန်ကိုတန်းတူလိုက်ပြီးသွားပါတယ်။ပရိသတ်တွေကနီးပြူဟာတဲ့အကြောင်းမပြောတော့ဘဲသမိုင်းဝင်အခိုက်အတန့်ကိုသာမျက်မြင်တွေ့ကြုံနေခဲ့ကြပါတယ်။ဝက်ပြီးချိန်မှာတော့အစကတင်းကျပ်တဲ့ခန်းစစ်တိုက်ပွဲတစ်ခုအဖြစ်စတင်ခဲ့တဲ့ဒီပွဲဟာအင်တာနက်တစ်ခုလုံးယူဆွတ်သွားစေတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါတယ်။အမကန်ချစ်ဂိုးတကိုသမိုင်းဝင် hat-trick တစ်ချိန်ကမ္ဘာ့ဖလားဂိုးသွင်းစံချိန်ကိုတန်းတူလိုက်မိမှုပြီးတော့လီယိုနယ်မက်ဆီဟာဂိုးဖြစ်နေစေဆိုတာကိုတက်တည်ပြခဲ့တဲ့ညတညဖြစ်ခဲ့ပါတယ်